လုပ်ငန်းတွေမှာလေထက်ခါဖြင်းနေရတဲ့မိခွန်းတွေအချိန်ကုန်ပြီးလူလဲတင်ပန်းရတဲ့အလုပ်တွေရှိတယ်ဟုတ်အဲ့ဒါတွေကိုအလုပ်လျောက်ဖြည့်ရှင်းပြီးကိုလုပ်ငန်းကိုအချိန်မြင့်တင်ပြနိုင်မဲ့ automation tool တစ်ခုအကြောင်းပြောပြချင်ပါတယ်ကဲဒါကိုအသေးစိတ်တစ်ချက်ကြည့်လိုက်ကြအောင်ဒီနေ့မှာတော့အထူးအပိုင်း9ပိုင်းခွဲပြီးပြောသွားပါမယ်လုပ်ငန်းတွေကြီးထွားလာတဲ့အခါကြုံရတဲ့အခက်အခဲနဲ့စပြီးလို့ automation ကအဲ့ဒီပြဿနာတွေကိုဘယ်လိုကူညီဖြေရှင်းပေးနိုင်တယ်လဲဆိုတာအထိအစစ်စစ်လေ့လာသွားကြမှာပါလုပ်ငန်းတစ်ခုကတဖြည်းဖြည်းနဲ့ကြီးလာပြီဆိုတာနဲ့အမျှကြုံလာရတဲ့အခက်အခဲတွေကလည်းရှိလာတာပေါ့ဥပမာ customer တွေစီကမေခွန်းတွေကအရင်များလာတာအဲ့ဒီခါကျတော့ဝန်ထမ်းတွေလည်းအလုပ်ပေးလာတာဒါတွေကလုပ်ငန်းတိုင်းလိုကြုံရတဲ့အဖြစ်များဆုံးစင်ခေါ်မှုတွေပါပဲအဲ့ဒါလေးတွေကိုရင်ဆုံးကြည့်လိုက်ကြအောင်ဒီမေကွန်းကလေလုပ်ငန်းရှင်တွေတော်များရင်ဆိုင်ဖူးတဲ့အခြေအနေတစ်ခုကိုတိုက်ရိုက်မိမောင်းထုတ်ပြနေတာပါပဲဟုတ်တယ်မလားအမြဲတမ်းဖြစ်နေရတဲ့အဲ့ဒီမေခွန်းတွေကတကယ်ကိုအချိန်လဲကုန်လူလဲပင်ပန်းစေပါတယ်ဟုတ်ပါတယ်ဥပမာဈေးဘယ်လောက်လဲတို့ဆိုင်ကဗမာလဲတို့ဘလို့မားရမလဲတို့လိုရိုးလေးတွေပါဒါပေမဲ့ဒီလိုရိုးရှိတဲ့မိခိုးတွေကိုဝန်ထမ်းတစ်ယောက်ကတနေကုန်ထိုင်ဖေနေရတယ်ဆိုတာလေတကယ်တန်ဖိုးရှိတဲ့တခြားအရေးကြီးတဲ့အလုပ်တွေအတွက်သုံးရမယ့်အချိန်နဲ့လွတ်အားကိုအလဟတ်ထဖြစ်စေတဲ့အဓိကတရားခံပဲဗျာကဲပြဿနာကိုတော့သိပြီဆိုတော့အဖြေကိုဆက်သွားကြည့်ကြတာပေါ့ဒီနေရာမှာ Telegram bot ကိုလုပ်ငန်းသုံး tool တစ်ခုအနေနဲ့အသုံးပြုခြင်းဆိုတဲ့ခင်မီတဲ့ဖြည့်ရှင်းနည်းတစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ် business bot ဆိုတာကိုလေရှုပ်ထွေးတဲ့နည်းပညာကြီးတစ်ခုလိုမြင်နေစရာမလိုပါဘူးပြောရရင်ကိုယ်လုပ်ငန်းအတွက်24နိုင်လုံးအနားမယုံတန်းကူညီပေးမဲ့ digital လက်ထောက်ကြောက်လို့ပါပဲသူကအလုပ်ကြီးကိုအလိုလျောက်ခိုင်းတွေ့ပေးထားမှာဖြစ်ပါတယ်ကဲအခုဆိုရင်အထူးကကြတဲ့လုပ်ငန်းဆောင်ကြိုင်မှာ automation ရဲ့အောက်သားချက်တွေဘယ်လောက်တောင်ရှင်းလင်းပြသတယ်လဲဆိုတာကိုမြင်သာအောင်လို့လူမန်ထိုင်းတဲ့ bot ကို direct ရှင်းပြီးပြသွားပါမယ်ပထမဆုံးအချက်ကတော့ကုန်ကြစိတ်ပါဒါအရန်ရည်ကြီးရဲ့လွန်ထန်းတယောက်ဆိုရင်လက်စင်လက်စာ bonus တွေခံစား권တွေအချင်းပိုကြီးလေစဉ်းစားရမှာအများကြီးပဲရေရှည်မှာကုန်ကြစိတ်ကတက်နေမှာပေါ့မှာကြတော့အဲ့အရာတွေလုံးဝမရှိဘူးတခါပဲတိဆောက်ခွန်မယ်ဒါမှမဟုတ်အရန်တက်တာရဲ့လက်စင်ကြီးလေးပဲရှိရကြောင်းရေရှည်မှာဘလို့တောင်တက်တာသွားမလဲဆိုတာစဉ်းမောကြည့်လို့ရပါတယ်ဘောရဲ့နောက်ထပ်အကြီးမားဆုံးအားသာချက်တစ်ခုကတော့ဘဲအချင်းမစိုးအလုံးလုံးနိုင်တာပါပဲနေရောညရောတနေ့365ရက်လုံးသူကအမြဲတမ်းအသက်မဲ့ညအတန်းခေါင်ကြီး customer တယောက်ကမေးခွန်းလာမင်းတောင်ချက်ချင်းပြန်ဖြေနိုင်တယ်ဆိုတော့ customer တယောက်မှလက်လို့မသွားစေဘူးဆိုတာတိကျသွားတာပေါ့ပြီးတော့ဘောရဲ့စွမ်းဆောင်ရည်ကဒီနေရာမှာအရန်ကိုကွာသွားပါပြီလူဝန်ထမ်းတယောက်ကတစ်ချိန်မှာ customer တယောက်ကိုပဲအာရုံဆက်နေတဲ့အချိန်မှာဘောကလေတကြိုင်နဲ့ထဲမှာလူရပေါင်းများစွာထောင်ပေါင်းများစွာကိုတောင်ချစ်ချင်းဝင်ဆောင်မှုပေးနိုင်ပါတယ်အရေးကြီးဆုံးကဘလောက်ပဲမိမိသူကစိတ်မတူဘူးမပင်ပန်းဘူးမေခွန်းတိုင်းကိုတိတိကျကျခြေပေးနေမှာပါအဲ့တော့လေ boss ဆိုတာလူဝန်ထမ်းတွေကိုစားထိုးဖို့လုံးဝမဟုတ်ပါဘူးသူတို့ရဲ့ချိန်ကိုခိုးယူနေတဲ့ထက်တလဲလဲလောက်ရတဲ့အလုပ်တွေကနေလွတ်မြောက်စေပြီးတော့ပိုပြီးတန်ဖို့ရှိတဲ့တီထွင်ဖန်တီးရတဲ့အလုပ်တွေဒါမှမဟုတ်အရေးကြီးတဲ့ပြဿနာဖြေရှင်းတာမျိုးတွေမှာအပြေးဝအာရုံစိုက်နိုင်အောင်ကူညီပေးတဲ့ tool တစ်ခုဖြစ်ရှုမြင်တင်ပါတယ်ကဲဒီစရာကိုချက်ကြည့်လိုက်အောင်အဓိကကွာခြားချက်တွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဥပမာနော်အလုပ်ချိန်ကိုပဲကြည့်ဝန်ထမ်းကတနေ့8နာရီလောက်ပဲလုပ်နိုင်တဲ့အချိန်မှာ bot က24နာရီလုံးမနားတောင်လုပ်တယ်တုံးပြမှုနှုံးမှလည်း bot ကချက်ချင်းဖြေနိုင်တယ်အရေးအကြီးဆုံးကအမှားယွင်းနှုံးမှလူဆိုတာမှားရပေမဲ့ bot ကတော့အစီအစဉ်ဆွဲထားတဲ့အတိုင်းတိတိကျကျလုပ်ဆောင်တဲ့အတွက်လူသားအမှားယွင်းဆိုတာမရှိသလားပါပဲဒါရီအားလုံးကဝန်ဆောင်မှုရည်သွေးကိုတိတိတတ်တာမြင့်တင်ပေးနိုင်တာပေါ့ကဲ theory ပိုင်းဆိုင်ရာနိုင်ရှင်မှုတွေကနေခဏခွာပြီးတော့ဒီ bot တွေကိုတကယ်လက်တွေ့လုပ်ငန်းခွင်ထဲမှာဘယ်လိုတွေအသုံးချနေကြတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီမှာလက်တွေ့အသုံးချနိုင်တဲ့ဥပမာတချို့ကိုကြည့်ရအောင်ဥပမာ online shop ဒါမှမဟုတ်စားတော့ဆိုင်မှာဆိုရင် fault တွေက menu ကနေစပြီး order တင်တာငွေပေးချေလာအထိ bot နဲ့တင်အစားအဆုံးလုပ်လို့ရတယ်နောက်ပြီးစိတ်ခန်းဒီ salon တွေအတွက်ဆိုရင်လည်းရက်ချင်းယူလာကို bot ကအကုန်စီမံခန့်ခွဲပေးနိုင်တယ်ဒါအပြင်အမေများလည်းမေခွန် FAQ တွေကိုအလိုအလျောက်ဖြေပေးတာနောက်ဆုံးပေါ် promotion တွေကို customer အားလုံးစီတစ်ချက်တည်းနဲ့ message ပို့တာဒီအထိတကယ်ကိုကြည်ကြပြင်းပြင်းအထုံးချနိုင်ပါတယ်အခုဆိုရင်တော့နောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီပိုင်းမှာတော့ဘော်တစ်ခုရဲ့တန်းဖိုးကိုအနစ်ချုပ်ပြီးတစ်ချက်တည်းနဲ့ဖော်ပြနိုင်မဲ့အစွမ်းထက်ဆုံးကိန်းဂဏန်းတစ်ခုကိုအဓိကထားပြီးပြောသွားပါမယ်ဟုတ်ကဲ့90%ကနေ80%ပါဒီကိန်းဂဏန်းကဘာကိုဆိုလိုတယ်လဲဆိုတာခဏလောက်စဉ်းစားကြည့်စေချင်ပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုတော့ကောင်းကောင်းဒီဇိုင်းဆွဲထားတဲ့ bot တစ်ခုဟာလုပ်ငန်းတစ်ခုရဲ့နေ့စဉ်လုပ်နေရတဲ့ထက်တလဲလဲလုပ်နေရတဲ့အလုပ်ကြဝန်တွေရဲ့90ကနေ80%လောက်ကိုလဲယူကင်ထွေပေးနိုင်တယ်ဆိုတဲ့သဘောပါပဲဒါဝန်ထမ်းတွေရဲ့အချင်းတဲ့လောက်အားကိုအများကြီးတက်တာစေပြီးတခြားရေးကြီးတဲ့နေရာတွေမှာအရင်မိတီကိုပို့သုံးနိုင်လာစေမှာပါ
ကဲဒီတင်ဆက်မှုရဲ့အဆုံးမှာတော့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ညီကုန်းချုပ်ချင်ပါတယ်အခုနားထောင်ပြီးတဲ့နောက်မှာကိုယ့်ရဲ့လုပ်ငန်းကိုတစ်ချက်ပြန်ကြည့်ပြီးဘလို့အလုပ်တွေကို automation နဲ့အစားထိုးပြီးလုပ်ငန်းကိုပို့ပြီးတော့အချိန်မြင့်တင်နိုင်မလဲဝန်ထမ်းတွေကိုဘလို့ပိုကောင်းတဲ့အလုပ်တွေမှာအချိန်ပေးစေနိုင်မလဲဆိုတာကိုပြန်လည်သုံးသပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်